အားလုံးပဲမင်္ဂလာပါလက်တလုံးအရှိလေပိုင်းမှာအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေတဲ့အမေရိကန်အီရန်စစ်ရေးတင်းမာမှုနောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအီရန် drone ဝန်တိုက်ခံရလို့အမေရိကန်အပါချီရဟတ်ယာဉ်တစ်စင်းပြစ်ချခဲ့ရမှာလေယာဉ်မှုနှစ်ဦးကိုတမိုင်းမှာပထမဆုံးအကြိမ်အဖြစ်လူမဲ့ drone ရေယာဉ်နဲ့အောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်ဒီဖြစ်စဉ်ကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်တပ်ဖွဲ့တွေဟာဟော်မုန်းရလကြအနီးကအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့ရေဒါစခန်းတွေကိုဒီကနေ့မှာလေကြောင်းကနေဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အီရန်ဘက်ကလည်းချက်ချင်းလက်တုံ့ပြန်တဲ့အနေနဲ့ဘာရိန်း၊ကူဝိတ်နဲ့ဂျော်ဒန်နိုင်ငံတွေမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုဘယ်ထိန်းသုံးကြည့်အနည်းဆုံးလေးစနဲ့ drone တွေအသုံးပြုပြီးပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။လက်ရှိမှာတော့ပါရင်းနိုင်ငံအတွင်းလေကြောင်းရန်ကူအော်ဆွဲတန်တွေနဲ့ပောက်ကွဲတန်တွေဆက်တိုက်ထွက်ပေါ်နေပြီးနှစ်နိုင်ငံစီရေးအခြေအနေဟာဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။